ကားဝယ်မဲ့သူများဒီလိုပွဲစားမျိုးကိုရအောင်စားပါ တွေ့ရဝမ်းလာပါလေတွေ့ရဝမ်းလာပါဟုတ်ရအဲ့ဆိုရမင်းကားတော့ကြည့်လေ ဟုတ်ပြီ ကြည့်ကြမလို့လို့ကွာကြီးမင်းကားအကုန်လုံးငါသိနေတာပဲ อืม ဟောမဟုတ်ဘူးလေကွာမင်းပေါ်စီကိုကားလေးပြလာ ဟုတ်တယ်လေဒါတော့ပြမှာပေါ့ ဟိုကကားကြောင့်သိနာလဲတာမဟုတ် အဲ ရဲထုတ်ကိုယုံကြည်ပြီးသား ဟုတ်ပြီ ယူဆိုယူမှာ ဘရီယိုဆုံးကြည့်တော့တကယ်ကောင်းတယ်ကားသမားရဲ့အတွက်ပါ အဲ့ဆိုရင်တော့အလုပ်ဖြစ်သွားပြီဆိုတော့ငါစားရုပ်ချုပ်လိုက်မလား ဟုတ်ပြီ စာချုပ်ကိစ္စခဏထားအောင်ကွာကြီးဟုတ်မင်းခေါ်ထားတဲ့ဈေးရောက်နည်းပါ short တင်းကိစ္စလုံး ဒါတော့လုပ်ပြရမှာပေါ့ ဘောစီတယ်နဲ့ကြောင် ဟုတ်တယ် တွေးပါဦး short တင်းကတော့ငါပုံမှန်ဆိုရင်တော့မ short တော့လို့စဉ်းစားတာ ဟုတ်ပြီ ဒါပေမဲ့မင်းနဲ့ကလည်းတကယ်ချင်းရေးဖြစ်နေတော့ ဟုတ်တယ်ဒါတော့တငယ်ချင်းချင်းနေဆိုတော့ဒါတော့နည်းနည်းပါးပါးတော့ဆော့ပေးရမှာပဲလေ အမေကို2သိန်းတော့ short ပေးလိုက်မယ်ကွာ နှစ်သိန်းတော့ဆော့ပေးလိုက်မယ်ဟုတ်ပြီ နှစ်သိန်းလျှော့ပြီ တခြားဆော့အောင်ကြည့်တော့နော်တကယ်ကောင်းတယ်ကားသမားရဲ့အတွက်ပါ ပြောကြည့်လိုက်ဟာဟဲ့ဘာဖြစ်လို့လဲ ငါဒီကိစ္စကိုနောက်နေ့မှဆက်လုပ်လိုက်မယ်ကွာ ဟုတ် နည်းနည်းအရေးကြီး နောက်နေမလို့ပါနဲ့အခုမနေ့ကခီးသွားရရှိ မဟုတ်ဘူး ဒါ ဟေးရော ဘာဖြစ်တာလဲဟာအရေးကြီးကိစ္စပေါ်လာလို့လားမသိအစည်းအဝေးတွေများစီလို့လားမသိ ဘာလို့ စမ်းနိုင်ထိုးတော့မယ် ဟာ ဆောင်းနေဘာဖြစ်လို့လဲ သမင်းစားချိန်နီးလို့လား ကြည့်လို့အဲ့ကြောင့်လို့ကွာ အော်ကျောင်းကကိစ္စတော့ရေးကြီးမှညီလေးရတယ်ငဲမှာလေလက်မလေးထိုး ဟုတ်တယ်လေလက်မှတ်လေးထိုးပြီးတဲ့ဟာ မသိလားမင်းပြောပြလိုက်အောင်လား ဘာကိစ္စလဲ ဒီလိုဘောစီကဟိုကျွန်တော်ပြောပြမယ် อืม ဟိုသူ့မှာအမွှာညီကိုရှိတယ် ဟုတ်ပြီ 12နာရီကြော်ပြီဆိုတာနဲ့ဟိုဘယ်လိုပြောမလဲတယောက်လောက်တော့နောက်တစ်ယောက်ထပ်လောက်တာဗျာအဲ့လိုဖြစ်သွားတာ ဘာတွေလဲဟာတယောက်လောက်တော့နောက်တစ်ယောက်ကထပ်လောက်တော့စုံနေတာပဲဘာတွေလဲဟာ ဟိုဘောစီနားတော့ကျွန်တော်ဘယ်လိုရှင်းပြ အလုပ်ကိုပြောရထင်တယ် ဘောစီကဟိုကသူ့ညီကထမင်းစားတယ် သူ့လှုပ်ချင်းနဲ့သူ့ သူ လို ကဒီမှာအဲ့လိုထမင်းလိုက်စားနေ ဟာဒါကြီးတော့မဖြစ်နိုင်တဲ့ဆောက်ပြောပြန် အဲ့လိုဖြစ်သွားတာ နောက်နေ့မှကျွန်တော်ဒီကိစ္စဆက်လုပ်လိုက်မယ် အော်လောက်ပါညီလေးကမြန်ပါညီလေးလက်မလေး အဲ့လိုဘွားကြီးရောလက်မလေးထိုးလာပြီးနေတာပဲကွာမြတ်မြတ်လုံးလိုက် အေးကွာအဲ့ဆိုလည်းမင်းကစားရုပ်ချုပ်မှာချုပ်လိုက်တော့ ဟုတ်ပြီ စာကြောကတော့ချုပ်မှာကြီးရောဒါလည်းရောဟောဆောင်းတော့ကွာရောဒီတော့နောက်ဆုံးဈေးလေးရော အဲ့ဒါနဲ့ချင်းရပြည့်တော့မှာ သသိန်းမှမလုံး သွားပြီ အေးကွာအဲ့ဆိုလည်း သွားပြီအဲ့ဒါနဲ့ချင်းရပြည့်တော့မှာ ငါမင်းကို3သိန်းတော့ ဟာဟာဟာ တော့စပြီကွာတိတ်ချာ ဟာဘာလုပ်တာလဲဟာ ဒါကသူက ဟာဒိတ်ဖြုတ်တာပေါ့ဘာလုပ်တာလဲဟာ တက်နေကြတယ်ဟေ့မင်းကြီးကိုမင်းမပြောနဲ့ ပြောခဲ့တယ်ဒီကောင်ဟာ ဟာတော့ဆိုးနေပြီဟာနေရန်ကြီးပဲသွားနေဟာ ဘာကြော ဟာ င့် ကျောင်းဝယ် ဒါကြီးတော့တော်တော်လေးကိုများသွားပြီ ကျောင်းဝယ်ဖြစ်ပါမလားဟဲ့ မဖြစ်တယ် ဟာ ကျွန်တော်လည်းမတိုင် ဟာ ဘူး ဒီ တိုင် ပြဿနာပဲ အားနာတော့တိုင်လို့ ငါဒီကိုင်းမလိုချင်တော့ဘူးရော ဟာသွားပြီဟာ ဒုက္ခပဲ တော့ဆိုးနေပြီ ငါပြောခဲ့ ဘော တော့ဆိုးနေ တောင်းပါလေကွာ လူစေသူစေကိုမဆောင်တော့တော့ဆိုးနေ ဒီကိစ္စလည်းမတိုင်ကျွန်တော်အရောင်းဝယ်သက်ထားပါဘူး လမ်းမိုင်မှာကွေးလို့ညာ ဘောဒီဘော ဟာမျိုးစုံကိုချနေ 5မိနစ်လောက်ရှိတယ် ဒုက္ခပဲဘောဒီဘောဒါဖြစ်နေကြပြီးသွားလိမ့်မယ်ပြီးသွားလိမ့်မယ် ဒါကိုတောင်းမှမှလုံနေသေးတယ်ပြေးကိုပြေးပြီ ဘာဖြစ်နေကြဘာကိုစီမျက်နှာဘာဖြစ်နေလဲတနေ့ကမလန်းမဆန်း ဟာဘာဖြစ်ရမှာလဲ ကွာမနေ့ကကိစ္စကငလုံးနဲ့မထွက်ဘူး ဟုတ်တယ်အမှန်ကန်ဖြုတ်သွားတာလी ဟောဘောစီအဲ့ကိစ္စကျွန်တော်ရှင်းပြမယ်ဘောစီအဲ့ကိစ္စ तू လောက်တာမဟုတ်ဘူးဘောစီသူ့ရဲ့ညီကကင်နေတာ ဟာ သူ့ညာအိမ်မှာကန်သူကလမ်းမှာအဲ့လိုကန်ရတယ် အဲ့လိုဖြစ်တာဘောစီ တော့ထူးဆန်းလာပဲနော် ဟာရောလာပြန်ပြီကွာဟဲ့ ဟောဘောစီ ဒါတောင်းမှမို့လာတာနေမှာပါ ဟေးလာလာ ဟုတ်ပါဘူးကျွန်တော်လေတောင်းမှခြင်းလို့ပါဗျာ ဒါပဲလူဆိုတော့တိတယ်ရမယ်ဒါပဲကိုမကိုတောင်းမှန်မယ် ဟုတ်တယ်ဘောစီ အဲ့မနေ့ကကိစ္စကိုကျွန်တော်တကယ်တောင်းမှမှာကျွန်တော်သမင်းဆက်လောက်တာမဟုတ်ပါဘူး အဲ ကျွန်တော်ညီကအဲ့လိုမျိုးလုပ်ပြီးဆိုကျွန်တော်ခဏခဏချက်ပွဲရပါတယ် ဟုတ်တယ်ဘောစီသူ့ညီကြောင့် ကျွန်တော်အဲ့ဒါလေးခွန်းလုပ်ပေးပါနော် โอเคဟာသွားပြီဟာဘာလဲဟာဘာလဲဟာဘိုးတော်ဆိုးနေပြီ